2026 ခုနှစ်ထဲကိုခြေဆုတော်အားဖြင့်ဝင်ရောက်လာကြပြီဖြစ်ပါတယ်ကျွန်တော်တို့တခါတလေမှာစဉ်းစားပူးကြမယ်ထင်တယ်ကျွန်တော်လည်းစဉ်းစားပူးတယ်တချို့သောသူတွေကဖျားရခင်ရှိကိုရှိရလားမသိဘူးဖျားရခင်ကျွန်တော်ဆုတောင်းတာကြာပြီတစ်နှစ်လောက်ရှိပြီနှစ်နှစ်လောက်ရှိပြီသုံးနှစ်လောက်ရှိပြီတခါမှအဲ့ဒီဆုတောင်းခံချက်တီကမပြည့်ဘူးသူများတွေကိုချိလိုက်ရင်အဆင်ပြေနေတာပဲကျွန်တော်ကအမြဲတမ်းဆုတောင်းနေတဲ့ကျွန်မကြတော့ဘာဖြစ်တာလဲပေါ့ဘာကြောင့်ဒီလိုမျိုးတွေဖြစ်နေရတာလဲဆိုပြီးတော့မှစဉ်းစားနေတဲ့သူတွေရှိမယ်တချို့သောသူတွေကကျမ်းမာရေးအတွက်ဆုတောင်းတယ်လုံးဝပြောင်းမသွားနိုင်သေးဘူးအခုချိန်ထိရှိနေသေးတယ်တချို့သောသူတွေကတော့စီးပွားရေးအတွက်ဆုတောင်းတယ်အဆင်မပြေဘူးမပြည့်တယ်လို့ခံစားတယ်တချို့သောသူတွေကတော့အိမ်ထောင်ရေးအတွက်ဆုတောင်းတယ်အဆင်ပြေဖို့အတွက်ဆုတောင်းတယ်ဆုတောင်းလေပိုဆိုးလေဖြစ်တယ်လို့မျိုးခံစားရနိုင်တယ်အဲ့လိုမျိုးတဲ့နှစ်ထဲမှာတင်းရဲ့စိတ်ထဲမှာယခုခံစားနေတယ်ယခုစဉ်းစားနေတယ်တွေးဟဖြစ်နေတယ်ဆိုရင်တော့ဒီနေ့နှုတ်ကပတ်တော်ကတင့်ကိုလမ်းပြသွားမယ်လို့ကျွန်တော်အကျွမ်းမဲ့ယုံကြည်တယ်ဟာလေလုယာဒီမျိုးလက်နေတယ်ဆိုရင်ဘုရားသခင်ထိုတို့ပြုသွားပါလိမ့်မယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဘဝအတ္တထဲမှာအယံအမတမအရေးကြီးတဲ့တော့ရှိတယ်ကျွန်တော်တို့ကိုဘုရားသခင်ကဒီနှစ်ထဲမှာဒီလိုမျိုးသင်ခံစားခဲ့တာကြာပြီမဖြစ်ခဲ့ဘူးဆိုရင်တော့ဒီနှစ်အတွက်ကျွန်တော်တို့ဖျားရခင်ကျွန်တော်တို့ကိုဖွင့်ပေးတဲ့တကပေါက်9ပေါက်ရှိတယ်အဲ့ဒီတကပေါက်9ပေါက်ကိုကျွန်တော်တို့ဖွင့်နိုင်အောင်ဒီနေ့ဆင်ခြင်သွားရအောင်တခုချင်းစီတိုင်းကိုဂရုစိုက်ပြီးနားထောင်ကြည့်ပါအဲ့ဒီတကပေါက်တွေကတင့်စီကိုဖျားပို့တဲ့ကောင်းကြီးမင်္ဂလာတွေရောက်လာဖို့လမ်းကြောင်းဖြစ်တယ်လို့ပြောချင်ပါတယ်ဘုရားခင်ပေးထားတဲ့အဲ့ဒီတကပေါက်တွေအကြောင်းကိုဒီနေ့အရင်ဦးဆုံးဆင်ခြင်ချင်ပါတယ်ယာကုပ်ဩဝါဒစာခန်းကြီး9အပိုင်းငယ်16ကိုအရင်ဦးဆုံးစပြီးတော့မှဖျားခင်ကကျွန်တော်တို့ကိုကောင်းကြီးတွန်းလောင်းခြင်းနဲ့ကောင်းကြီးပေးခြင်းနဲ့အောင်မြင်စေခြင်းနဲ့ကျွန်တော်တို့ကိုအဆင်ပြေစေခြင်းနဲ့ကျွန်တော်တို့ကိုဖျားခင်ကပြည့်စုံသောအတ္တတာကျွန်တော်တို့ကိုဝမ်းမြောက်သောအတ္တတာဖြစ်စေခြင်းနဲ့အဲ့ဒီထဲမှာကျွန်တော်တို့ကအဲ့ဒီတကပတ်ကိုဖွင့်ဖို့ရနံပါတ်1ခီးကပါလဲဆိုတော့ဆုတောင်းခြင်းတကားလို့ခေါ်ပါတယ်ဆုတောင်းခြင်းတကားဆုတောင်းခြင်းဆိုတာဘာလဲဆိုတော့တကယ်ရေးကြီးတယ်ယုံကြည်သူအတ္တတာထဲမှာဆုတောင်းခြင်းတကားကအချင်းချင်းတယောက်နဲ့တယောက်ကိုယ့်အပြစ်ကိုဖော်ပြတောင်းပန်ကြလော့ချမ်းသာရမည်အကြောင်းအချင်းချင်းတို့အဖို့ဆုတောင်းကြလော့သူတို့ကောင်းဆုတောင်း၍အစဉ်ကြီးသောပတ္ထနာသည်အလွန်တကိုးပါ၏သူတို့ကောင်းဆုတောင်း၍အစဉ်ကြီးသောပတ္ထနာသည်အလွန်တကိုးပါ၏ဒီနေ့2026ခုနှစ်ထဲမှာဖျားခင်ကကျွန်တော်တို့ကိုပေးမဲ့ကောင်းကြီးမင်္ဂလာတွေတွန်းလောင်းမဲ့ကောင်းကြီးမင်္ဂလာတွေကျမ်းမာခြင်းဤလွတ်မြောက်ခြင်းဤခံစားရဖို့ရန်အတွက်ပထမတော့ကတော့ဆုတောင်းခြင်းဖြစ်တယ်ဆုတောင်းခြင်းဟာဘုရားသခင်နဲ့စကားပြောခြင်းဖြစ်တယ်ကျမ်းစာဖတ်တယ်ဆိုတာဘုရားပြောတာကိုကျွန်တော်တို့နားထောင်နေတာဖြစ်တယ်ဆုတောင်းတယ်ဆိုတာကျွန်တော်တို့ဘက်ကဘုရားကိုပြောနေတာဖြစ်တယ်တချို့သောသူတွေကကျမ်းစာပဲဖတ်တယ်ဆုမတောင်းဘူးကျမ်းစာဖတ်တာကဘုရားပြောတဲ့အရာကိုကျွန်တော်တို့နားလည်ဖို့ကျွန်တော်ကျမ်းစာဖတ်တာဖြစ်တယ်ဆုတောင်းခြင်းမရှိရင်အဲ့ဒီကျမ်းစာဖတ်ရင်လည်းနားလည်ဖို့ခက်ခဲတယ်ဒါကြောင့်ပထမအဦးဆုံးဒီ2026ခုနှစ်ရဲ့ပထမအဦးဆုံးတကားကိုဒီနေ့တင်ဖွင့်ဖို့အတွက်နှုတ်ကပတ်တော်အဖြစ်အားပေးခြင်းတယ်တင်2025မှာလည်းတင်ဆုတောင်းခဲ့တယ်ဒါပေမဲ့မပြည့်ဘူးဆုတောင်းမပြည့်ဘူးဘာကြောင့်မပြည့်တာလဲဒီနှုတ်ကပတ်တော်မှာပြောလဲဆိုတော့ဖြောင့်မတ်တော်သူဆုတောင်း၍နော်အစဉ်ကြီးသောပတ္ထနာလို့ပြောတယ်ဖြောင့်မတ်တော်သူဆိုတာဘယ်သူလဲတဲ့ဖြောင့်မတ်တော်သူဆိုတာနံပါတ်1ကတော့ခရစ်တော်ကိုရတော်သူခရစ်တော်အားဖြင့်ဖြောင့်မတ်ခြင်းကိုရတော်ယုံကြည်သူကိုဆိုလိုတာအဲ့ဒီထဲမှာသူဒီအဆင့်ကဖြောင့်မတ်သူလို့ကျွန်တော်တို့ပြောတဲ့အခါမှာပထမအဆင့်ကတော့ခရစ်တော်အားဖြင့်ဖြောင့်မတ်ခြင်းရတယ်အဲ့ဒီခရစ်တော်အားဖြင့်ဖြောင့်မတ်ပြီးတော့မှအတ္တတာထဲမှာဖျားနဲ့မှန်ကန်စွာတွာလာခြင်းဟာဖြောင့်မတ်တော်အတ္တတာလို့ခေါ်တယ်အဲ့ဒီဖြောင့်မတ်တော်သူတို့ရဲ့ဆုတောင်းခြင်းဟာတဲ့အစဉ်ကြီးတယ်ဒါကြောင့်ကျမ်းစာပြောလဲဆိုတော့တဦးထဲဆုတောင်းခြင်းတဲ့နှစ်ဦးတပိုးတူ၍ဆုတောင်းရင်ဖျားအတူရှိတယ်မိတ္တာရဖို့ခြင်းတကယ်ရေးကြည့်တယ်နော်ဒါကြောင့်မလို့ဒီနေ့ကျွန်တော်2026ခုနှစ်ထဲမှာတင်ဆုတောင်းလို့ဘုရားသခင်စီမမရဘူးလို့တင်ခံစားခဲ့တဲ့အရာတွေရှိခဲ့သလားရှိခဲ့တယ်ဆိုရင်ဒီနှစ်ကနေစပြီးတော့မှဆုတောင်းခြင်းနဲ့အဲ့ဒီတကားကိုဖွင့်ရအောင်
ဖခင်ခင်အမှုပြုခြင်းနဲ့ဆာလံဆရာကဆာလံ140မှာဒီလိုရေးထားတယ်အကျွန်ုပ်ဒီပထနာဒီမီးရှို့တော့နတ်တာပေါင်းကဲ့သို့၎င်းတဲ့ဆာလံဆရာကဖခင်ရဲ့ရှိတ်မှာနောက်ဆုတောင်းတဲ့အခါမှာသူ့ရဲ့ဆုတောင်းခြင်းဟာနတ်တာကဲ့သို့တက်ရောက်တယ်တဲ့တချို့ကဆုတောင်းတာနော်ဆုတောင်းကြာလာတဲ့အခါမှာဘာပြောတတ်လဲရှိလဲဆိုတော့ဟာငါတို့ဆုတောင်းတာကြာပြီဖခင်နဲ့နာညီရောပေါ့တဲ့ဖခင်ဘယ်တော့မှနာမညီဘူးနော်တင်ဆုမတောင်းမှသာဖခင်စိတ်မကောင်းဖြစ်တာတင်ဆုတောင်းလေဖခင်နှစ်သက်လေပဲဒါကြောင့်ကျွန်တော်တို့ဆုတောင်းခြင်းကတိတ်အရေးကြီးတယ်ဆုတောင်းပါဆုတောင်းတဲ့အခါမှာကျွန်တော်နေရာမရွေးအချိန်မရွေးတောင်းလို့ရတယ်လွတ်လပ်စွာဆုတောင်းလို့ရတယ်နော်ဘယ်နေရာမှာပဲဖြစ်ဖြစ်ဆုတောင်းလို့ရတယ်အဲဒါကြောင့်ဆုတောင်းခြင်းဟာဖခင်နဲ့စကားပြောခြင်းဖြစ်တယ်ဒီနှစ်2026ခုနှစ်မှာဖခင်ပေးမဲ့ကောင်းကြီးမင်္ဂလာအသစ်ကိုတင်လို့ခြင်းနဲ့ရခြင်းနဲ့အမှုတည်ပြုတဲ့ဖခင်ရဲ့လှုပ်ဆောင်ချက်ကိုတင်မြင်ခြင်းနဲ့ဆိုရင်ပထမနံပါတ်1ဖြစ်တဲ့တော့ကိုဘယ်တော့မှမမေ့ပါနဲ့အဲ့ဒါပါလဲဆိုဆုတောင်းခြင်းဖြစ်တယ်ကျွန်တော်တို့ဆုတောင်းတိုင်းမှာဘယ်လိုသွားလဲဆိုတော့ချမ်းစာကိုကျွန်တော်လေ့လာတဲ့အခါမှာယုံကြည်သူတွေဆုတောင်းတိုင်းမှာအဲ့ဒီဆုတောင်းတန်ကိုတဲ့ကောင်းကင်တမန်တွေကဆွေလင်ပန်းနဲ့နတ်တာမွေးကဲ့သို့ဖျားစီကိုဆက်တာတယ်တဲ့အဲ့ဒီမှာဖြောင်းမတော်သူတွေရဲ့ဆုတောင်းခြင်းဟာအင်မတန်မှတကိုးကြီးတယ်တဲ့ပေတရုအဖမ်းခံရတဲ့ညမှာယုံကြည်သူတွေဝိုင်းပြီးဆုတောင်းတာတညလုံးမနေ့ဖြန်အသက်ခံရတော့မယ်ပေတရုနက်နဲ့ကြတော့သူလွတ်လာတယ်အဲ့ဒါယုံကြည်သူတွေဝိုင်းပြီးတော့မှဆုတောင်းခြင်းအလယ်မှာဘုရားခင်အတူရှိတာဖြစ်တယ်ဒါကြောင့်ဒီနေ့ကျွန်တော်ဆုတောင်းခြင်းဟာအင်မတန်မှအရေးကြီးတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ရဲ့ဆုတောင်းခြင်းဟာကောင်းကင်တကားကိုဖွင့်လိုက်တဲ့တောတချောင်းနဲ့တူတယ်လို့ဆရာကြီးပီဒီဂရာဟမ်ကခဏပြောဖူးလေးရှိတယ်ဒါကြောင့်မလို့ဒီနေ့နေရာတိုင်းအချိန်တိုင်းမှာအဲ့ဒီနံပါတ်1ဖြစ်တဲ့ဆုတောင်းခြင်းနဲ့ဖခင်တွန်းလောင်းမဲ့ကောင်းကြီးမင်္ဂလာကိုရယူဖို့ကျွန်တော်တို့ဖွင့်ရအောင်လို့အားပေးခြင်းနဲ့ဒုတိယတကားကိုကျွန်တော်တို့ဆက်ပြီးတော့မှဖွင့်ဖို့လိုအပ်တယ်အဲ့ဒီဒုတိယတော့ကဘာလဲဆိုတော့ဆေဖို့တဖို့နဲ့အဦးတီတကားတိတ်အရေးကြီးတယ်ကျွန်တော်5ချက်ပဲရွေးထားတယ်ဖခင်ကောင်းကြီးမင်္ဂလာအကုန်အစင်တွန်းလောင်းမယ်မတွန်းလောင်းဘူးဆိုတာကျွန်တော်တို့ရဲ့တော့ဖွင့်ခြင်းပေါ်မှာဆိုင်တယ်မာလခိ3:30ကိုဖတ်ကြည့်အောင်ဆေဖို့တဖို့ရှိသမျှကိုပန္တာတိုက်ထဲသို့တွန်း၍တဲ့ငါအိမ်၌စားစရာရှိစေခြင်းကထိုတို့ပြုကြလောငါသည်မိုးကောင်းကင်ပြတင်းပေါက်တို့ကိုဖွင့်၍ကောင်းကြီးမင်္ဂလာကိုအကုန်အစင်တွန်းလောင်းမီမတွန်းလောင်းမီကိုထိုတို့စုံစမ်းကြလောဟုကောင်းကင်ဘုရားအရှင်ထာဝရဘုရားမိန့်တော်မူ၏2016ခုနှစ်မှာဘယ်နှယောက်ကောင်းကြီးလို့ခြင်းလဲလက်ထောင်ကြည့်အောင်ဘယ်နှယောက်ကောင်းကြီးလို့ခြင်းလဲကောင်းကြီးလို့ခြင်းလားကောင်းကြီးလို့ခြင်းတဲ့သူတွေကြီးပဲကောင်းကြီးမလို့ခြင်းတဲ့သူတယောက်မှမရှိဘူးကောင်းကြီးလို့ခြင်းတဲ့သူတွေဒါကြောင့်ဖခင်နီလန်းပေးတယ်ဘယ်အရာမဆိုနီလန်းရှိတယ်ဖခင်ကနီလန်းပေးတယ်ကောင်းကြီးမင်္ဂလာအကုန်အစင်တွန်းလောင်းမီမတွန်းလောင်းမီကိုစုံစမ်းခိုင်းတာဒီနေ့ဆေဖို့တဖို့ဆိုတာကပြည့်ညတ်တော်မဟုတ်ဘူးနော်ပြည့်ညတ်ချက်မဟုတ်ဖခင်ကကျွန်တော်တို့ကိုသူ့ရဲ့ဥစ္စာကျွန်တော်တို့ကိုတွန်းလောင်းပေးတာကျွန်တော်တို့ကိုပေးတာဒါကိုကျွန်တော်ယေရှုတင်ပြီးတော့ဖခင်ကိုချစ်တဲ့နှလုံးသားနဲ့ပြန်ပေးတာပြည့်ညတ်တော်နဲ့မဆိုင်ဘူးတဲ့ဆေဖို့တဖို့ဆိုတာခရစ်တော်နဲ့ဆက်ဆိုင်ခြင်းကိုပြောတာဆေဖို့တဖို့ဟာပြည့်ညတ်တော်လို့ပြောတဲ့သူတွေအတွက်ပြည့်ညတ်တော်ဆိုတာထွတ်မြောက်အကျဉ်းရောက်လာမှပြည့်ညတ်တော်ပေါ်လာတာဒါပေမဲ့ဆေဖို့တဖို့ဘယ်သူပြီးလဲဆိုအာဗြဟံစပေးတာအာဗြဟံကဘယ်ပြည့်ညတ်မှမရှိသေးခင်သူအောင်ပွဲကနေပြန်လာလို့ဖခင်ကိုယေရှုတင်တဲ့အနေနဲ့မေလခိစေတက်ကိုပေးတယ်အဲ့ဒီမေလခိစေတက်ကပါယူလာတယ်လဲဆိုတော့မုံနဲ့စပိယူလာတာဖြစ်တယ်အဲ့ဒါကိုပေးတဲ့ခါမှာအဲ့ဒါကိုခံယူတဲ့အာဗြဟံကမေလခိစေတက်ကိုဆေဖို့တဖို့ပေးတဲ့အခါမှာဒီနေ့ခရစ်တော်ဒီကျွန်တော်တို့ရဲ့မုံနဲ့စပိဆိုတဲ့ခန္ဓာအသွေးကိုတွန်းခြင်းဖြစ်တယ်ဒါကြောင့်ဆေဖို့တဖို့ဟာပြည့်ညတ်တော်နဲ့မဆိုင်ဘဲနဲ့ခရစ်တော်နဲ့ဆက်ဆံခြင်းကိုပုံဆောင်တာဖြစ်တယ်ဒါကြောင့်ကျွန်တော်ဆေဖို့တဖို့ပေးတဲ့အခါမှာပြည့်ညတ်တော်ကြောင့်ပေးရတာမဟုတ်ဘူးကျွန်တော်တို့ဒီခရစ်တော်ရဲ့ခန္ဓာအားဖြင့်ရွေးနှုတ်ခြင်းခံရတော်သူခရစ်တော်ရဲ့အသွေးအားဖြင့်ကျွန်တော်ဟာဆေးကြိုးခြင်းခံရတော်သူဖြစ်တဲ့ခရစ်တော်နဲ့ဆက်ဆိုင်တော်သူဖြစ်တဲ့အတွက်ကြောင့်မေတ္တာနဲ့ဆက်ဆိုင်တော်ကြောင့်ပေးတာဖြစ်တယ်အဲဒီလိုပေးတဲ့အတွက်ကြောင့်ဘုရားသခင်ကပါပြောလဲဆိုတော့ကောင်းကြီးမင်္ဂလာကောင်းကင်တကားတွေကိုဖွင့်ပြီးတော့မှကောင်းကြီးမင်္ဂလာအကုန်အစင်တွန်းလောင်းမယ်လို့ဂတိပေးတာဖြစ်တယ်ကျိုးလွန်ခဲ့တဲ့အချိန်ကာလမှာငွေကြီးပြဿနာဘာလို့ခက်ခဲတယ်လဲစသည်အပြကျွန်တော်တက်တာထဲမှာဒီဟာဒီကောင်းကြီးမင်္ဂလာတွေဘာလို့ပိတ်တယ်လဲဆိုတော့ဖခင်ခင်ဆယ်ဖို့တဖို့ကိုကျွန်တော်တို့ပြန်ပြီးတော့မှပေးခြင်းအားဖြင့်ကောင်းကြီးမင်္ဂလာရဲ့
တကားကိုဖွင့်ပေါ်ရင်တော့ပြောတာဖြစ်တယ်ပြတ်တင်တကားဖြစ်တယ်ဒီနေ့2026ခုနှစ်ထဲမှာကျွန်တော်တို့ရဲ့ဆယ်ဖို့တဖို့ပေးခြင်းကိုပြန်ပြီးစိတ်ရအောင်ပြန်ပြီးတော့မှလိမ့်လာရအောင်ပြန်ပြီးတော့မှအဲ့ဒီအကိုချင့်ချင်ရအောင်ဘုရားခင်ဂျေဇုတော်ချီးမွမ်းတယ်ကျွန်တော်မျိုးသမီးကဆယ်ဖို့တဖို့နဲ့ပတ်သက်လာရင်လုံးဝကျွန်တော်ကအပြင်ကကောင်းကြီးမင်္ဂလာယူလာတယ်ဘုရားခင်ပေးတဲ့ကောင်းကြီးမင်္ဂလာလေးယူလာပြီးတော့မှတစ်ခေါက်ကျွန်တော်လည်းမိတ်ပြီးတော့မှအေးဝေမိတယ်ဟာအပြောခံရတာဘာလို့လဲဆိုဆယ်ဖို့မဖယ်ခင်ထိခွန်မပေးဘူးပြောချင်တာဆိုဖယားပေါ်မှာတစ္ဆာရှိတကယ်ကောင်းကြီးဖြစ်တယ်နော်ကောင်းကြီးဖြစ်တယ်ဒါကြောင့်ဆယ်ဖို့တဖို့ဟာအင်မတန်မှဖယားရဲ့ဥစ္စာဖယားနဲ့ဆက်ဆိုင်တာဖြစ်တဲ့အတွက်ကြောင့်ငါဟာဖယားရဲ့အသွေးနဲ့ရွေးဝေခြင်းခံရတော်သူဖယားရဲ့ခန္ဓာကိုယ်နဲ့ခရစ်တော်ရဲ့ခန္ဓာကိုယ်နဲ့ရွေးနှုတ်ခြင်းခံရတော်သူခရစ်တော်နဲ့ဆက်ဆိုင်တော်သူဖြစ်တယ်ဆိုတဲ့အရာကိုချစ်မြတ်တဲ့နဲ့ဆက်ဆိုင်လို့ဆယ်ဖို့တဖို့ကိုပေးတဲ့အခါမှာကောင်းကြီးမင်္ဂလာတွန်းလောင်းခြင်းခံရတယ်ဒါကြောင့်မာရခိမှာပြောတယ်တင်တို့ရဲ့ဆယ်ဖို့တဖို့ရှိသမျှကိုပိမှန်တို့ကိုယူလာပါလို့ပြောတာဖြစ်ပါတယ်ဆိုတော့ဒုတိယအချက်ကတော့ပါလဲဆိုအူဒီကျွန်တော်တို့ကဆယ်ဖို့တဖို့တော့ပေးတယ်နော်အူဒီမိတ်သွားကြတယ်အူဒီမိတ်လို့မရဘူးတုတ်တန်ကျမ်းအခန်းကြီး3အငယ်9နဲ့10ကိုဖတ်ကြည့်အောင်တင်တို့ဒီကိုဥစ္စာနဲ့အူဒီတို့အတိအနံရှိသမျှကိုထာဝရဘုရားအားပူဆိုလို့တို့ပြုလင်တင်ဤစပကြည်တို့သည်ကြွေဝ၍စပစ်တီးနေရာတဆာတို့ကိုအတစ်တော်စပစ်ဤရှန်လိမ့်မည်တဲ့အူဒီရှိသေးတယ်ဆယ်ဖို့တဖို့နဲ့မပြီးဘူးဆယ်ဖို့တဖို့ကတော့အခုနကျွန်တော်တို့ပြောသလိုရတဲ့လာစာရီထဲကနေကျွန်တော်စိုက်ပြောထားတဲ့အရာတွေထဲကနေဆယ်ဖို့တဖို့ကျွန်တော်တို့ဘုရားသခင်ကိုပေးရတယ်တစ္ဆာနဲ့ပေးရတယ်အူတီကဘာလဲဆိုတော့စပစ်တီးနေရာတဆာဆန်ဖို့တဲ့တနည်းပြောဆိုစပကြီးဆန်ထွက်ဖို့စပကြီးဆန်ထွက်ဖို့ရင်တော့အူတီပေးပါတဲ့ဆယ်ဖို့တဖို့လိမ့်လာတဲ့အခါမှာလဲဆယ်ဖို့တဖို့နဲ့မပြီးပြန်ဘူးဘာလဲဆိုတော့စေတနာအလူဆိုတာရှိသေးတယ်ဒီမှာကျွန်တော်ပေးနေတာအဲ့ဒါ offering လို့ခေါ်တယ်နော်ဒါကကျွန်တော်ကန့်တတ်ချက်မရှိဘူးကျွန်တော်တို့အထဲမှာညိုးဆိုတရွေ့ကျွန်တော်တို့ပေးကမ်းတာအဲ့ဒီဟာလဲဆက်ကြည့်လို့ရှင်တကယ့်ကိုကောင်းကြီးပြတင်းတကားလို့ခေါ်တယ်အဲ့တော့အခုအူတီကကြတော့တင်တို့အူတီရှိသမျှကိုထာဝရဘုရားအပူဆိုလို့တို့ပြုလင်တင်ဤစပကြည်တို့သည်ကျွေဝ၍စပစ်တီနေရနော်စပစ်တီအတစ်တော်စပစ်ကြီးအတစ်တော်စပစ်ကြီးပေါ်လာတယ်နော်အဟောင်းမဟုတ်တော့ဘူးအူတီပေးတတ်တဲ့လူကိုဘုရားကအတစ်တော်မင်္ဂလာပေးတယ်ဟာလေလုယာအတစ်မလို့ချင်ဘူးလားအတစ်လို့ချင်တာပေါ့အူတီပေးတတ်တဲ့လူကိုအတစ်တော်စပစ်ကြီးဆန်ဖို့ရင်အတွက်လှုပ်ဆောင်တာဖြစ်တယ်အူတီနံပါတ်1အူတီဒီတနစ်တာရဲ့ပထမလပထမနေ့ပထမနာရီပထမအချိန်တနိတာရဲ့ပထမအနာရီပထမအချိန်ကျွန်တော်တို့လောက်အားခရဲ့ပထမအူတီအဲ့ဓာတွေကကျွန်တော်တို့ဖျားနဲ့ဆိုင်တယ်ဘာလို့လဲဆိုတော့အူတီဆိုခရစ်တော်နဲ့ဆိုင်တယ်တဲ့အူတီအားလုံးမှာခရစ်တော်ဟာနံပါတ်1ဖြစ်တယ်ခရစ်တော်ဆိုဖျားနဲ့ပဲဆိုင်တာဖျားကပိုင်တာဖြစ်တယ်ဒါကြောင့်အူတီလို့ပြောရင်အဲ့ဒီအူတီဒီဖယားဥစ္စာဖယားနဲ့ဆိုင်တယ်ကျွန်တော်တို့ဥစ္စာမဟုတ်ဘူးဒါကြောင့်ကျွန်တော်တို့အလုတ်ကနေရလာတဲ့အလုတ်တစ်ပြောင်းတယ်ဆိုပါစို့အလုတ်တစ်ပြောင်းတယ်လာစာရလာရင်အူတီပထမအဦးဆုံးရလာတဲ့လာစာထဲကနေအူတီကိုဖဲ့ပေးရတာဖြစ်တယ်နှစ်တရဲ့အူတီကိုပေးရတာဖြစ်တယ်ကျွန်တော်လာရဲ့အူတီကျွန်တော်နေ့ရဲ့အူတီအချင်းရဲ့အူတီပေးတတ်တဲ့အတ္တတာဟာလည်းပဲတဲ့အတစ်တော်ကောင်းကြီးမင်္ဂလာစံထွက်ရန်ဖြစ်တယ်အဲ့ဒါကိုလည်းပဲချမ်းသာပါပြောလဲဆိုတော့ပိမှန်တော်ကိုယူလာပါလို့ပြောတယ်ဒီနေ့2026ခုနှစ်ထဲမှာဖယားရခင်တွန်းလောင်းတဲ့ကောင်းကြီးမင်္ဂလာတကားပွင့်ချင်ရင်ဆယ်ဖို့တဖို့မမေ့ကြရအောင်ကျွန်တော်ရဲ့အူဒီမမေ့ရအောင်ဆယ်ဖို့တဖို့လို့ပြောတဲ့အခါမှာငွေကြီးပဲတော်ပြီးမစင်စားစေချင်ပါဘူးတချို့ကငွေတော့ပေးတယ်ဒါပေမဲ့ဂျန်တဲ့အချိန်နာရီလည်းမပေးဘူးအမှန်ဆိုအချိန်နာရီလည်းပေးရတယ်ဂျန်တဲ့ဆယ်ဖို့တဖို့ကျွန်တော်တို့ပတ်စံပဲပေးပြီးတော့မှစံစာပြောတဲ့တင်ဆိုင်တဲ့အတိုင်းရိတ်မယ်လို့ပြောတယ်ခင်ဗျာငွေပေးရင်ငွေလောက်ပေးရမယ်အချိန်မပေးရင်အချိန်မရှိဘူးလို့ကျွန်တော်အမြဲတမ်းပြောရင်ဘယ်တော့မှအချိန်ရဖို့မလွယ်ဘူးဒါပေမဲ့ဘုရားအချိန်ပေးကြည့်လိုက်အချိန်ကိုပိုင်တဲ့ဘုရားဖြစ်တယ်ဟာလေလုယာတင်လိုသမျှကိုပြန်ပေးမယ်ဘုရားဒီနေ့2026ခုနှစ်ထဲမှာစားရအောင်နှုတ်ဘတော်ပြောတယ်ထို့သို့စုံစမ်းကြလောတဲ့ဘုရားသခင်ကောင်းကြီးအကုံစင်တွန်းလောင်းမလားမတွန်းလောင်းဘူးလားဆိုတာကျွန်တော်စင်ခိုပေးချင်တယ်2025ကျော်လွန်ခဲ့တဲ့အချိန်ကာလမှာတင်မေ့ရလို့ပဲဖြစ်တစ္ဆာမရှိခဲ့မိတာရှိရင်2026ခုနှစ်ထဲမှာတော့တင်နှစ်ဆန်းကနေစပြီးတော့စမ်းကြည့်ပါအစင်မပြေဘူးမလုပ်ဘူးမဖြစ်ဘူးဆိုရင်တော့တင်ကြိုက်တော့ဆုံးဖြတ်လို့ရတယ်ဒါပေမဲ့ဒီနှစ်2026ခုနှစ်ထဲမှာစင်ကိုမှုနဲ့ဖယားစကားအတိုင်း
ဆုတောင်းပါဇေဘုတ်တပုတ်ကိုပေးပါဘုရားအင်တော်ကိုယူပါအဦးတီကိုပေးပါကျွန်တော်ရဲ့ငွေကြေးတွေကျွန်တော်ရဲ့အချိန်နာရီတွေကျွန်တော်ရဲ့အစွမ်းအစတွေကိုဘုရားအတွက်အချိန်ပေးရအောင်ကျွန်တော်ရဲ့နေ့အချိန်နာရီတွေကိုဘုရားကိုပေးဖို့ရတဲ့အားပေးချက်နဲ့အဲ့ဒါဒုတိယတော့ဖြစ်တယ်နံပါတ်3ယုံကြည်ခြင်းတကားယုံကြည်ခြင်းတကားဖွင့်ဖို့လိုတယ်ခရစ်တော်ပြောတဲ့ယုံကြည်ခြင်းမရှိရင်ဘုရားစိတ်နဲ့မတွေ့နိုင်ဘူးတဲ့ဟေပြဲဩဝါဒစာအခန်းကြီး7အပိုင်း6ကိုကြည့်အောင်ယုံကြည်ခြင်းမရှိရင်ဘုရားသခင်ဤစိတ်တော်နဲ့မတွေ့နိုင်အကြောင်းမူကားဘုရားသခင်အထံတော်သို့ချင်းကပ်တော်သူသည်ဘုရားသခင်ရှိတော်မူသည်ကို၎င်းကိုယ်တော်ကိုရှာတော်သူတို့အားအကျိုးပေးတော်မူသည်ကို၎င်းယုံကြည်ရမည်ယုံကြည်ခြင်းမရှိရင်ဘုရားစိတ်တော်နဲ့မတွေ့နိုင်ဘူးမယုံကြည်ရင်ဘာအကျိုးရှိမှာလဲနော်ဖခင်ကိုကိုးကွယ်ပါတယ်ဖခင်ခင်ကိုကိုးစားပါတယ်ဖခင်ကြောင်းသွားပါတယ်ဖခင်ကိုဆုတောင်းပါတယ်ဆိုပြီးတော့မှဖခင်ကိုမယုံဘဲပြုတာတွေအားလုံးဟာမုတာတွေဖြစ်တယ်ဖခင်ကိုမယုံဘဲနဲ့ချီးမွမ်းတာလည်းမုတာပဲဖခင်ကိုမယုံဘဲနဲ့ပေးလူတာလည်းမုတာပဲဒါကြောင့်ဖခင်ကိုမယုံဘဲနဲ့ပြုတာတွေအားလုံးဟာဖခင်စိတ်တော်နဲ့မတွေ့နိုင်ဘူးလူချင်းတောင်မှကိုယ်စိတ်နဲ့မတွေ့ရင်တိတ်ပြီးတော့မှကျွန်တော်တို့အကျိုးမဖြစ်ဘူးစိတ်နဲ့တဲ့မှာစိတ်နဲ့တွေ့မှာအကျိုးဖြစ်တာမိတ္တာယဖွင့်ခြင်းကအစဖယားခင်ကိုယုံကြည်ခြင်းမရှိဘဲနဲ့ကျွန်တော်တို့ပြုသမျှအားလုံးဟာဖယားစိတ်တော်နဲ့မတွေ့ဘူးယုံကြည်ခြင်းတိုးပွားလာဖို့ယုံကြည်ခြင်းရှိဖို့ရအရေးကြီးတယ်အဲ့ဒီယုံကြည်ခြင်းဆိုတာကြားနာခြင်းအဖြစ်လာတယ်အဲ့ဒီကြားနာခြင်းသည်ဖယားခင်ရဲ့နှုတ်ကပတ်တော်ကိုကြားနာခြင်းတခြားအရာတွေမဟုတ်ဘူးနော်ဒီနေ့တင်ကြားတဲ့အရာကတခြားတဲ့နေ့တခြားအရာတွေပဲများကြားရင်အဲ့ဒီအရာကတင့်ရဲ့နှလုံးသားထဲမှာနေရာယူလာလိမ့်မယ်အဲ့ဒီနေရာယူလာတဲ့အရာကတင့်ကိုလွှမ်းမိုးလာမှာနှုတ်ပတ်တော်ကယုံကြည်သူတွေကိုတွင်တင်ပေးတယ်တင့်ရဲ့ယုံကြည်ခြင်းတိုးပွားခြင်းနဲ့ဆိုရင်ဖခင်သခင်ကိုပို့ပြီးတော့မှအားကိုးခြင်းနဲ့ဆိုရင်နှုတ်ကပတ်တော်ကိုများနားထောင်ပါတဲ့နှုတ်ကပတ်တော်ကိုများဖတ်စုပါတဲ့ဖခင်သခင်နဲ့များဖခင်ရဲ့အတန်တော်ကိုနားထောင်ကြည့်ပါဒီနေ့ကျွန်တော်တငယ်ချင်းတွေမှာလည်းရှိတယ်နော်ဖခင်အကြောင်းအရန်ပြောတဲ့သူတွေရှိတယ်ဘယ်တော့မှဖခင်အကြောင်းမဖွင့်ထားတဲ့သူတွေရှိတယ်ခရိယန်တွေပါပဲယုံကြည်သူတွေပဲမတူဘူးနော်အဲ့တော့ဒီနေ့ကျွန်တော်တို့ဒီဘာအကြောင်းပြောတော်သူဖြစ်မလဲဘာအကြောင်းကိုစိတ်ဝင်စားပြောတတ်တော်သူဖြစ်မလဲဆိုတော့ကိုယ့်ရဲ့ဆုံးဖြတ်ချက်ဖြစ်တယ်ဒီနေ့တည့်ရဲ့ယုံကြည်ခြင်းတိုးပွားခြင်းနဲ့ဆိုရင်ရှင်ဘောလူကပြောတယ်ထိုသူတို့အထဲကနေထွက်သွားပါတယ်တဘောတူလက်ဝိညာဉ်တဘောတူလက်ဆုတောင်းခြင်းကျမ်းစာဖတ်ခြင်းမေတ္တာရဖို့ခြင်းများပြုဖို့အတွက်လိုအပ်တယ်ကျွန်တော်ယုံကြည်ခြင်းအားနည်းခဲ့တဲ့အရာတွေ2026ခုနှစ်ထဲမှာယုံကြည်ခြင်းတိုးပွားလာဖို့အတွက်ဒါဆိုတခါကတကယ်ဆုခရစ်တော်မြို့ထဲကိုဝင်လာတဲ့ခါမှာဖခင်တယောက်ကဘာလုပ်လဲဆိုတော့သူ့သားငယ်လေးကိုပွိုက်ဖဲပြီးတော့မှသူပြေးလာတယ်ကိုရိုးတဲ့ကျွန်တော်ရဲ့သားငယ်အခုတေတော့မယ်ကိုရောအဲ့ဒီသားငယ်လေးကိုကြမ်းမာစေပါလို့သူကခရစ်တော်ကိုအော်ဟစ်တဲ့တင်းရဲ့ယုံကြည်ခြင်းဟာတဲ့တင်းရဲ့သားငယ်ရဲ့အနာကိုထမြောက်စေပြီဒီနေ့ကျွန်တော်တို့မိသားစုထဲမှာတဆုံတယောက်တော့သူရဲ့ယုံကြည်ခြင်းကတကယ်ကြီးတယ်တတ်မှုရဲ့ယုံကြည်ခြင်းကသူ့ရဲ့မိသားစုတစုလုံးပြောင်းလဲစေတယ်နော်ဒီနေ့တင်းရဲ့ယုံကြည်ခြင်းကတင်ဆုတောင်းပေးနေတဲ့သူကိုပြောင်းလဲစေမှာဖြစ်တယ်အာမင်ဒါပေမဲ့အဲ့ဒီယုံကြည်ခြင်းဖြစ်လာဖို့ဆိုတာကတပတ်တစ်ခါဖျားကြောင်းတက်တာနဲ့ဖြစ်လာဖို့တော့မလွယ်ဘူးနေစဉ်တက်တာဖျားနဲ့ဖျားစကားနားထောင်ခြင်းမှာယုံကြည်ခြင်းတိုးပွားလာမှာဖြစ်တယ်မုံငင်းစိတ်များလောက်တော့ယုံကြည်ခြင်းရှိလင်းတဲ့အဲ့ဒီတောင်ကိုထိုနေရာကနေရွှေ့ပါလို့ပြောရင်ထွက်သွားမယ်လို့ယေရှုပြောတာဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ယုံကြည်ခြင်းတကားဒီနေ့ဖွင့်တဲ့နှုတ်ကပတ်တော်များဒီနေ့ထဲမှာနားထောင်ရအောင်ယုံကြည်ခြင်းအားကြီးလာမှာဖြစ်တယ်ဒါဆိုရင်တင်တောင်းတဲ့အရာတင်လိုတဲ့အရာတွေမကြာခင်ဖျားခင်ပြည်စုံစေမှာဖြစ်တယ်အဲ့ဒါယုံကြည်ခြင်းတကားဖြစ်တယ်နံပါတ်4ခွန်လွတ်ခြင်းတကားခွန်လွတ်ခြင်းဆိုတာကအရန်အေးကြီးတယ်နော်လွယ်လည်းမလွယ်ဘူးခက်ခဲတယ်ခွန်လွတ်ခြင်းနဲ့ဆိုင်လာလို့ရှိရင်တော့ယေရှုကိုတိုင်ကတွင်တင်ခဲ့တဲ့စကားဖြစ်တယ်ခွန်လွတ်ခြင်းနဲ့ပတ်သက်လာလို့ရှိရင်မာကုအခန်းကြီး7အငယ်25-26ထဲမှာတင်တို့သည်ဆုတောင်းသောအခါသူတစ်ပါး၌အပြစ်တင်ခွင့်ရှိလင်သူ့အပြစ်ကိုလွှတ်ကြလော့လွှတ်လင်ကောင်းကင်ဘုံ၌ရှိတော်မူသောတင်တို့အဘသည်တင်တို့၏အပြစ်ကိုလွှတ်တော်မူမည်တင်တို့သည်သူ့အပြစ်ကိုမလွှတ်လင်ကောင်းကင်ဘုံ၌ရှိတော်မူသောတင်တို့အဘသည်တင်တို့၏အပြစ်ကိုလွှတ်တော်မမူဟုမိန့်ဆိုတော်မူ၏ခွန်မလွှတ်တဲ့နှလုံးသားကခါတိမှုပြင်းတဲ့နော်လူတယောက်ကိုခွန်မလွှတ်နိုင်တဲ့နှလုံးသားကခါတိမှုတွေရှိတယ်နာကျင်မှုတွေရှိတယ်ဥပမာဆိုပါစို့ကျွန်တော်ကဥဟုံကြီးကိုမုန်းတယ်
သူ့ကိုမကြိုက်ဘူးဆိုရင်အိုဟွန်ကီနာကျင်မှာမဟုတ်ဘူးကျွန်တော်ပဲနာကျင်အသေးနာတဲ့နှလုံးသားနာတဲ့နှလုံးနာကျင်တဲ့အတွက်ကြောင့်ဖခင်သခင်ကလည်းပြောတယ်တင်းရဲ့နှလုံးသားကောင်းစားမှတင်းရဲ့နှလုံးသားချမ်းသာမှဖခင်ရဲ့ကောင်းကြီးခံစားရမယ်တဲ့ဟာအိုဟွန်ကီကတော့ကျွန်တော်မုန်းတာသူမသိဘူးကျွန်တော်အသေးအလဲစိတ်ထဲမှာကြေကွဲပြီးစားမရတောက်မရဖြစ်နေကျွန်တော်ဒုက္ခရောက်တယ်မကြိုက်တာကအိုဟွန်ကီကိုကျွန်တော်မကြိုက်တာဒါပေမဲ့အခုအိုဟွန်ကီကိုမုန်းလို့ပြောတာမဟုတ်ဘူးနော်ဥပမာပြောပြတာဖြစ်တယ်ဆိုတော့ကျွန်တော်တို့အထဲမှာခွင့်လွှတ်ခြင်းမရှိရင်ခါသီးမှုတွေရှိတယ်ပြီးတော့မှရညိုးတွေရှိတယ်ပြီးတော့မှကျွန်တော်မျက်နှာမตาမရမှုတွေနဲ့နှိမ့်စင်ဖြတ်တန်းရတယ်မကောင်းဘူးလင်မယားကြားထဲမှာလည်းနော်စိတ်ကောက်တဲ့အခါမှာလေကျွန်တော်စိတ်ကောက်တဲ့အခါမှာလည်းစားလို့မပျော်ဘူးအိတ်လို့မပျော်ဘူးအဲ့ဒါမုန်းတဲ့အဆက်တောင်မဟုတ်သေးဘူးစိတ်ကောက်တဲ့အဆက်မရှိသေးတယ်ကျွန်တော်မျိုးသမီးကျွန်တော်စိတ်ကောက်တယ်ဆိုသူစိတ်ကောက်ခဲပါတယ်စိတ်ကောက်ပြီးဆိုတော့လိုက်ချို့ရတယ်မလွယ်ဘူးစိတ်ပင်ပန်းတယ်နော်အရန်ပျော်လို့မရဘူးအရန်ကြည်လို့မရဘူးစားချင်တာစားလို့မရဘူးတော်တော်ခက်တယ်နော်ဒါစိတ်ကောက်တဲ့အဆက်မရှိတယ်မုန်းတဲ့အဆက်ဆိုရင်တော့အသက်အန္တရာယ်အထိခါသိမှုရှိတယ်ဒါကြောင့်ယေရှုကအရေးတကြီးတွင်တင်ပေးတယ်မင်းတို့ဆုတောင်းတယ်တဲ့ဆုတောင်းတယ်ဒါပေမဲ့တင်မုန်းတဲ့လူတယောက်ကိုခွင့်မလွတ်ဘဲနဲ့ကောင်းကင်ဘုံမှာရှိတဲ့ဘုရားသခင်ကိုတင်ဆုတောင်းရင်ဘုရားခွင့်မလွတ်ဘူးတဲ့တင်ကိုဘုရားသခင်တင်ကိုနားမညောင်းဘူးတဲ့ဒီနေ့ဘာလို့ကျွန်တော်ဆုတောင်းတာမရတယ်လဲပြန်စဉ်းစားပြီးတော့ခွင့်လွတ်ဆရာရှင်ဒီနေ့ခွင့်လွတ်ရအောင်ပေးဖေရအောင်ဒီနေ့2016ခုနှစ်ထဲမှာနှလုံးသားကောင်းစားအောင်ကျွန်တော်တို့နှလုံးသားကိုမွေးရအောင်တကယ်ကြီးတယ်ကျွန်တော်အပါအဝင်ပေါ့နော်ကျွန်တော်ပြည့်စုံလို့ပြောတာမဟုတ်ဘူးကျွန်တော်လူတိုင်းမှာအဲ့ဒါရှိတယ်တခါစလေကျွန်တော်စိတ်ကောက်တာတော့ထားပါတော့နော်ခဏနေပြေးတယ်တယောက်နဲ့တယောက်ရန်ညိုးထားတာမုန်းတာတယ်တခင်ယေရှုကပြောတယ်ချစ်တော်သူနော်ကျွန်တော်တို့တယောက်ကကျွန်တော်ကိုနာကျင်စေခဲ့တာရှိမယ်တယောက်ကိုကျွန်တော်တို့နာကျင်စေခဲ့တာရှိတယ်ခွက်လက်ဖို့ပဲပြောပြီးတော့မှတင်တောင်းပန်စရာရှိရင်လေကိုယ့်ဘက်ကလည်းတောင်းပန်ဖို့လိုတယ်နော်ကိုယ့်ဘက်ကမှားပြီးတော့မှမတိတယ်လို့ခတ်တီနေတာလေသူများကိုဒုက္ခပေးတာနော်နာကျင်စေတာအဲ့ဒါရှိရင်လေကျွန်တော်ဝန်ခံဖို့လိုတယ်လို့ကျွန်တော်တို့နှလုံးသားထဲမှာတိုးထားတဲ့ခါတိမှုတွေတယောက်နဲ့တယောက်မချေနှံ့မှုတွေတယောက်နဲ့တယောက်အစင်မပြေမိမှုတွေဆိုတာကကိုယ်အစင်မပြေတဲ့လူနဲ့အဲ့ဒီလူကနာကျင်တာမဟုတ်ဘူးကျွန်တော်တို့ပဲနာကျင်တာဖြစ်တယ်ဒါကြောင့်ကျမ်းစာပြောတယ်တိမောသေကိုရှင်ပေါလုကပြောတဲ့အခါမှာနှလုံးသားကောင်းစားမှအရာရာမှာတင်ကောင်းစားမယ်လို့ပြောတယ်ဒီနေ့ကျွန်တော်တို့နှလုံးသားကောင်းစားဖို့အတွက်ပါလို့မလဲဒီနေ့ဘုရားရဲ့ခွင့်လွှတ်ခြင်းကိုရယူပြီးတော့မှဒီ2026ခုနှစ်ထဲမှာကျွန်တော်တို့ရဲ့နှလုံးသားကိုပြင်ဆင်ပြီးတော့မှခွင့်လွှတ်ခြင်းတကားကိုဖွင့်ပြီးတော့မှတွားရအောင်ဘုရားသခင်ကောင်းကြီးမင်္ဂလာကဝင်လာခြင်းနဲ့ဘုရားသခင်ကချမ်းသာဘုရားသခင်ပေးတဲ့ချမ်းသာခြင်းကိုကျွန်တော်ခံစားဖို့ရန်အတွက်ဘုရားသခင်ပြင်ဆင်ပေးတာဖြစ်တယ်ခွင့်လွှတ်ခြင်းနဲ့တွားရအောင်လို့အပေးခြင်းနဲ့နံပါတ်5နောက်ဆုံးအချက်ပေါ့နော်ဝတ်ပြုကိုးကွယ်ခြင်းတကားဝတ်ပြုခြင်းကိုးကွယ်ခြင်းဝတ်ပြုတယ်ဆိုတာကတော့ဖယားနဲ့ဆိုင်တဲ့ဝတ်တရားတွေကိုကျွန်တော်လှုပ်ဆောင်တာကိုပြောတာဝတ်ပြုခြင်းကိုးကွယ်ခြင်းချီးမွမ်းခြင်းအဲ့ဒီတကားကိုလည်းဒီနေ့မပိတ်ထားရအောင်အခုကျွန်တော်ပြောသွားတဲ့အချက်၄ချက်စလုံးကိုတင်ပိတ်ထားခဲ့တယ်ဆိုရင်ဒီနှစ်ကနေစပြီးဖွင့်လိမ့်မယ်လို့ကျွန်တော်ယုံကြည်တယ်ယောဟန်အခန်းကြီး4အငယ်23 24ဖတ်ရအောင်ကိုးကွယ်တော်သူမှန်သမျှတို့သည်ခမဲတို့ကိုနောင်ဝိညာဉ်နဲ့၎င်းတစ္ဆာတရားနဲ့၎င်းကိုးကွယ်ရမည်အချိန်ကာလသည်ယခုလာ၍ယခုပင်ရောက်လေရှိ၏အကြောင်းမူကားထိုသို့ကိုးကွယ်တော်သူတို့ကိုခမဲတော်သည်အလိုတော်ရှိတော်မူ၏ဘုရားသခင်သည်နောင်ဝိညာဉ်ဖြစ်တော်မူ၏ဘုရားသခင်ကိုကိုးကွယ်တော်သူတို့သည်နောင်ဝိညာဉ်နဲ့၎င်းတစ္ဆာနဲ့၎င်းကိုးကွယ်ရမည်ဟုမိန့်တော်မူ၏တခင်ယေရှုကစမာရိအမျိုးသမီးကိုပြောတဲ့အခါမှာဝိညာဉ်ထဲမှာတစ္ဆာနဲ့ကိုးကွယ်တော်သူကိုပဲငါစားတယ်ဝိညာဉ်ထဲမှာနော်ဝိညာဉ်ထဲဆိုတာနှလုံးသားကအမျိုးသမီးတွေဆော့ပင်တော်လို့ရှိရင်သူတို့စက်ပစ္စည်းနဲ့ပတ်သက်ရင်သူတို့စိတ်မဝင်စားအောင်မောဇက်ပါနဲ့ကျွန်တော်ဆိုရင် best buy တော့ပါဆိုအရင်စိတ်ဝင်စားအဲ့ဒီမှာ3နာရီ4နာရီအေးဆေးပဲဒါပေမဲ့ rose တော့ဘာလို့ခေါ်သွားရင်ကျွန်တော်9မိနစ်ထက်ပိုမနေနိုင်ဘူးဒါပေမဲ့အမျိုးသမီးတွေကအဲ့ဒီမှာပျော်တာနော်အဲ့ဒီမှာစိတ်နှစ်တာတော့လိုချင်အောင်စိတ်နှစ်တယ်ပြောချင်အောင်ဆိုဝိညာဉ်ထဲမှာအထဲကနေရှာဖွေတယ်ဆိုတာစိတ်ဝင်စားတော့ပြောတာဒီနေ့ဘုရားသခင်ကိုကိုးကွယ်တော်သူဘုရားသခင်ရှာတာနော်ဒီအခုတည်းဘုရားသခင်ကရှာနေမှာပဲဒီနေ့2026ခုနှစ်ပထမဦးဆုံးတနင်္ဂနွေနေ့အဦးဒီနေ့ကိုးကွယ်ဝတ်ပြုခြင်းထဲမှာဘယ်နှယောက်ကိုးကွယ်ဝတ်ပြုတယ်လဲဆိုတာဘုရားစိတ်မဝင်စားတယ်လို့ဘယ်လိုကျွန်တော်ပုံစံနဲ့လာတယ်ဆိုဘုရားမကြည့်ဘူးဘာကိုပဲကြည့်လဲဆိုတော့ဘယ်သူကဝိညာဉ်ထဲကနေကိုးကွယ်တယ်လဲဆိုတာကိုဘုရားကြည့်တာဖြစ်တယ်
ဖျားရှာနေတာအဲ့ဒီဝိညာဉ်ထဲကနေကိုးကွယ်တော်သူဆိုတာပါလေဖျားကိုအာယုံပြုတော်ဖျားသခင်ကိုပဲဥထိတ်ထားတာကျွန်တော်တို့ချီးမွမ်းတဲ့ခြင်းတွေဆိုတဲ့အခါကြမ်းချက်တွေဖတ်တဲ့အခါမှာအဲ့ဒါကိုတေချာနားထောင်ပြီးတော့မှနားမှာပဲတူထားတာမပူဥနောက်မှာပဲတိန်းတာမပူနှလုံးသားထဲကိုပို့တာအဲ့ဒါဝိညာဉ်ထဲကနေကိုးကွယ်တော်သူဖြစ်တယ်ကိုးကွယ်တော်သူဖြစ်တယ်ကျွန်တော်တို့ရဲ့ဒီကြိုလွန်ခဲ့တဲ့ကိုးကွယ်ခြင်းဤပြန်စဉ်းစားအောင်တခါတလေတစ်နှစ်လုံး365ရက်ရှိတဲ့အထဲမှာကျွန်တော်အပတ်ပေါင်း90ကျော်ရှိတယ်နော်အဲ့ဒီအပတ်ပေါင်း90ကျော်ကကျွန်တော်ဘုရားကျောင်းသွားကြတယ်တချို့ပြစ်တယ်ဆိုရင်တော့နှစ်ပတ်တစ်ခါရောက်တဲ့ဘုရားကျောင်းတက်တဲ့သူဆိုအရင်နေတယ်အဲ့ဒီထဲမှာကျွန်တော်တို့ပြန်ပြီးတော့စဉ်းစားတယ်ကျွန်တော်တို့ဒီကိုယ်ကိုယ်ဝတ်ပြုခြင်းပြန်စဉ်းစားတဲ့အခါမှာနှုတ်ကပတ်တော်လဲစိတ်မဝင်စားဘူးပြီးခဲ့တဲ့ပတ်မှာဘာအကြောင်းဝင်ကလဲမေးရင်ပါလည်းမသိတော့ဘူးတခြင်းဒီပါတခြင်းဒီဆိုတယ်လည်းမသိတော့ဘူးအဲ့လိုမျိုးတွေဆိုအများကြီးဆုံးနေနာမှုတွေရှိတယ်ဘယ်လိုလို့ဖျားစိတ်တုံနဲ့တွေ့မှာလဲစဉ်းစားရအောင်ကျွန်တော်အဲ့ဒါကိုသိတဲ့အခါမှာအမြဲတမ်းဖျားကြောင်းရောက်ပြီဆိုရင်ဘယ်သူဟိုးဘယ်သူပြောဖျားရဲ့နှုတ်ကပတ်တော်ကျွန်တော်အမြဲတမ်းတစ်လုံးရနှလုံးရအာယုံထဲကနေအသက်နိုင်ဆုံးကျွန်တော်ပေးနာမှာပြေးလောနေတဲ့ကလေးတွေကိုလည်းအာယုံမဆိုင်နိုင်အောင်ကျွန်တော်ကြိုးစားတယ်ဘာလို့လဲဆိုတော့အာယုံဆိုင်ပြီဆိုတော့အဲ့ဒီထဲမှာရောက်သွားတာဒါကြောင့်နာဝိညာဉ်ထဲကနေကိုးကွယ်တော်သူကိုဖျားသခင်ရှာတယ်အဲ့လိုပြောတော့ကျွန်တော်ကလေးထင်းတဲ့သူတွေကိုပြောတာမဟုတ်ဘူးနော်ကျွန်တော်တို့ဖျားကိုကိုးကွယ်တဲ့အခါမှာတခြင်းဆိုတဲ့အခါမှာလည်းပဲယေရှုအကောင်းမြတ်ဆုံးဘယ်လောက်ထိကောင်းမြတ်တယ်လဲအမျိုးသမီးတွေကစကားတခွန်းပြောရင်သူတို့ကအများကြီးချက်ပြီးတွေးတယ်မလားဥပမာပန်းတီတစ်လုံးလို့ကျွန်တော်တို့ပြောလိုက်တယ်ယောက်ျားလေးတွေကပန်းတီပဲတီးတာပန်းတီလောက်ချက်မစင်စားတော့အမျိုးသမီးတွေကြတော့ဗာလဲပန်းတီကအဲ့ဒါအယောင်ပါလဲအဝါအနီလားဒါမှမဟုတ်ရင်အစိမ်းလားအဲ့ဒီပန်းတီခွဲပြီးစားရင်ချိုလားစသည်အဖြစ်ချက်ပြီးစင်စားတာအဲ့ဒါဗာလဲဆိုတော့အာယုံစိုက်တာကျွန်တော်တို့လည်းဖျားနှုတ်ကပတ်တော်ယေရှုကောင်းမြတ်ဆုံးလို့တခြင်းတီဆိုလိုက်တဲ့အခါမှာဖျားရခင်ဘလောက်ကောင်းမြတ်လိုက်တယ်လေဒီပြီးခဲ့တဲ့တပတ်တာလုံးမှာချက်ချင်းစဉ်းစားပြီးအဲ့ဒီချီးမွမ်းခြင်းထဲမှာနစ်မြုပ်သွားတာနာဝိညာဉ်နဲ့ကိုးကွယ်တော်သူတစ္ဆာနဲ့ကိုးကွယ်တော်သူကိုပဲရှာတော်ဖျားဖြစ်တယ်ဆာလံတရားမှာပါပြောလဲဆိုတော့ဂျေဇုတော်ကိုချီးမွမ်းပြီးတကားတော်တို့ကိုဝင်ရအောင်ရှိသမျှကုံဂျေဇုတွေကိုပဲချီးမွမ်းပြီးမှတကားတော်တို့ကိုဝင်ရအောင်ဒီနေ့ကျွန်တော်ဘုရားကျောင်းလာတဲ့အခါမှာတခြားတင်မစင်းစားမိရင်နေပါစေတပတ်တာလုံးတင့်ကိုဘုရားဘလောက်ထိဂျေဇုပြုတ်တယ်လဲဆိုတော့ဂျေဇုလေးကိုပဲစဉ်းစားပြီးလာခဲ့ပါတင်မချီးမွမ်းနိုင်ကြအကြောင်းမရှိဘူးတင်အိမ်မှာအေးဆေးနေစရာအကြောင်းမရှိဘူးဒီနေ့တနင်္ဂနွေနေ့ကျမှအလုံးများတာမျိုးတနင်္ဂနွေနေ့ကျမှကျွန်တော်တို့လုတ်ဆရာကြီးပုံလာပြီးတော့မှနောက်တစ်ပတ်မှသွားတော့မယ်ဆိုတဲ့အရာမျိုးမဖြစ်တော့ဘူးဒီနေ့နှလုံးသားထဲကနေကိုးကွယ်တော်သူဖျားနှုတ်ကပတ်တော်ကိုအာယုံစိုက်တော်သူဖျားရဲ့နှုတ်ကပတ်တော်ကိုရှာတော်သူတွေကိုဖျားသခင်ကယေရှုပြုတယ်ဒီနေ့နှလုံးသားထဲကနေတောင်းတရအောင်နှလုံးသားထဲကနေတောင်းတပါစာငတ်ပါတစ္ဆာလက်ကိုမြောက်ပါဖျားသခင်နှလုံးသားထဲကနေကိုးကွယ်ခြင်းတကားဖွင့်ပြီးတော့မှဝတ်ပြုတယ်ဆိုဖျားအမှုတော်နဲ့ဆိုင်လာလို့ရှင်နဲ့စိတ်ပါလက်ပါနဲ့ကျွန်တော်လှုပ်ဆောင်တယ်အဲ့ဒါကလည်းနှလုံးသားကနေလှုပ်ဆောင်ခြင်းဖြစ်တယ်ကိုးကွယ်ခြင်းဖြစ်တယ်အဲ့တော့ဒီနေ့ဖျားသခင်ကိုနှလုံးသားနဲ့ကိုးကွယ်ပြီးတော့မှကိုးကွယ်ခြင်းတကားဖွင့်ရအောင်လို့နောက်ဆုံးအဲ့ဒီနံပါတ်5အချက်လေးကိုပြောချက်နဲ့နေကုံချိုအနေနဲ့တော့ဒီနှစ်ထဲမှာ2026ခုနှစ်ထဲမှာအသက်တာအတီးမှာဘုရားခင်ကကြီးတော်အမှုနဲ့အမှုတစ်ကိုပြုလို့တော်ဘုရားဖြစ်တယ်အဲ့ဒီအချက်5ချက်ဖြစ်တဲ့ဆုတောင်းခြင်းတကားဆေဘုတ်ဘောအူတီတကားယုံကြည်ခြင်းတကားခွင့်လွှတ်ခြင်းတကားနဲ့တစ္ဆာနဲ့ဝတ်ပြုကိုးကွယ်ခြင်းတကားအဲ့ဒီအချက်5ချက်ကိုမမိတ်ပဲနဲ့ကျွန်တော်တို့ဖျားရခင်ရဲ့ရှိတ်တော်မှာတိုးဝင်ရအောင်ဖျားရခင်ပြုတော်အမှုတစ်ကိုတင်မကြခင်တင်မရလိုက်တဲ့ဆုတောင်းချက်တီတင်မရလိုက်တဲ့ကောင်းချီးမင်္ဂလာတွေဒီနှစ်ထဲမှာဖျားရခင်အမှုပြုလာဖို့ဖြစ်တယ်ဆိုတာနှုတ်ကပတ်တော်အားဖြင့်အားပေးပါတယ်အရောက်တိုင်းပေါ်မှာဖျားကောင်းချီးပေးပါစေ